ဟုတ်ကဲ့ကိုတို့ဒီမန္တလေးငလျင်နောက်ဆက်တွဲအခြေအနေလေးသိချင်လို့ပါကိုကျွန်တော်ဖြစ်တဲ့နေရာမှာတော့ကေဗီတွေမရောက်သေးပါဘူးခင်ဗျာတချို့နိုင်ပေါ်မှာဒီအခုညီတောင်းထားတာတော့လာနေပြီလို့ပြောပါတယ်ကျွန်တော်ကရင်အခုတိရှာပြရလို့ကျွန်တော်မိသားစုတွေအလောင်းထုတ်လို့မရသေးပါဘူးဟုတ်ကဲ့ကိုအဲ့ဒီနေရာကထိခိုက်ပြည့်စုံမှုအခြေအနေဘယ်လိုရှိလဲရှင်၄ယောက်ကတော့ပိတ်မိနေတယ်အခြေအနေကတော့အသက်ရှင်မယ်လို့ကျွန်တော်မထင်တော့ထုတ်လို့ရတဲ့3ယောက်ကျွန်တော်အပါဝင်3ယောက်မှာကျွန်တော်တော့တရားပတ်စီရုံမှာကျွန်တော်ကလမ်းမလျှောက်နိုင်အခုနောက်ထပ်ထုတ်လို့ရတယ်ကျွန်တော်တော့လည်းအသက်မရှိတော့2ယောက်ပိတ်မိတာ3ယောက်ပဲထုတ်လို့ရတယ်1ယောက်အသက်မပါတော့နောက်ထပ်4ယောက်ကတော့ကျွန်တော်မပြောနေတော့ဘာလို့လဲဆိုတော့မနေ့က7နှစ်ကြီးဖြစ်တဲ့အခုချိန်ကြီးသူတို့လိုက်ရှာလို့မတွေ့ဘူးအုပ်ကျိုးကုန်နေအောင်အုတ်တိုင်တွေကလည်းအကြီးပဲကရိန်းငါးချင်တယ်ကရိန်းကလည်းခေါ်လို့မရအောင်မနေ့ကတနေကုန်လုံးဒီနေ့တနေကုန်လုံးဘာကေးပေးကြီးမှလည်းခေါ်လို့မရဟုတ်ကဲ့ကိုအကိုတို့အခုစေကူတာခွင့်ရလာကိုအခြေအနေဘယ်လိုရှိလဲရှင်စေကူတာခွင့်ရလာဆိုတော့မနေ့ကထုတ်လို့ရတယ်ကျွန်တော်အတော့အသက်ရှင်နေကျွန်တော်အတော့ခြေထောက်တစ်ခုလုံးကြည့်ပါတယ်ဒီခြေပမိုးတွေခြေချောင်းတွေကြည့်ပါတယ်ကြည့်ရတဲ့အချိန်မှာတဏီကုန်လုံးသူ့ကိုဆေးရုံပို့တဲ့အချိန်မှာဆေးရုံကမလုပ်ပေးနိုင်တကယ်လို့ငါလို့ညီးတော့မှအော်ခံတယ်ခြေထောက်ဖြစ်တာဗျာဖင်ဖြစ်တာကိုလုံးဖြစ်တာမဟုတ်လို့ထိုင်လို့ရတဲ့အတွက်ကလေးပေါ်ကနေဆေးနိုင်ဘယ်လူနာခြေထောက်ထောက်ပြီးတော့ကလေးပေါ်ဆေးနိုင်မှာဆေးရုံကအဲ့လိုမျိုးဟောဖြစ်တယ်ဒါလည်းနားလည်းပါလူနာတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်သူတို့လည်းပြများနေမှာပဲဒါပေမဲ့ခံစားနေရတဲ့လူနာကိုတော့အဲ့လိုမျိုးကြီးမပြောချင်ဘူးလို့ထင်တာပဲအခုရောဒီအပျက်စီးပုံတွေကဘယ်လိုထွက်ခဲ့ရလဲကိုဘယ်သူတွေကကဲထုတ်ပေးခဲ့လဲရှင်ကျွန်တော်ကဟိုကျွန်တော်ယေရှုခန်းနဲ့ရောက်နေတာယေရှုခန်းနဲ့ရောက်ပြီးတော့တော့အဲ့တိုက်ပြူလာမယ့်အချိန်မှာကျွန်တော်ကဘာလို့လဲမသိဘူးကြောင်သွားလို့ကစက္ကန့်ပိုင်းလေးပဲရကျွန်တော်ထပ်ပဲလုပ်တဲ့အချိန်မှာအဲ့ကျွန်တော်ထပ်ပဲနေရအကြီးပါပြူသွားပြီးတော့ကျွန်တော်ကောင်းရင်းပေါ်ကိုနောက်ထပ်ကြာလာမယ့်အချိန်မှာကျွန်တော်ရှောင်လိုက်တော့ငလျင်ကလည်းလုံနေရဖြစ်တဲ့အတွက်ကြောင့်ခြေတန်းလန်းတဲ့အချိန်မှာအဲ့ခြေငလျင်ကတုံနေရဖြစ်တဲ့အတွက်ကြောင့်လူကလည်းတော့နေတော့ခြေထောက်ခောက်ပြီးလဲသွားတယ်ခြေထောက်ခောက်ပြီးလဲသွားတယ်ကျွန်တော်ခါပိုင်းတစ်ခုလုံးပေါ့အုံနေရဖိကြတယ်ကံကောင်းတာယေရှုကအမှုခံသွားတာတခုကြောင့်ကျွန်တော်ခြေထောက်ကြည့်တာမှကျွန်တော်ဖြစ်သွားတယ်ကဲလို့ယေရှုကအမှုကမရှိဘဲနဲ့အုံနေရပလိန်ပဲဆိုရင်ကျွန်တော်အိမ်သားနေကျွန်တော်ဆော့ကလုံးဝကြည့်သွားတော့အခုအဲ့ဒီခေါင်းကိုခံထားလို့ကြားရတော့ကျွန်တော်မနေဆွဲတော့ပါတယ်လုံးဝအုတ်တရအပေါ်မှာထပ်လိုက်ဆိုဘလုံးဝဆွဲတော့လို့မရဘူးအဲ့ဒါလေးငလင်းနဲ့ညင်နေချင်းကြီးရောက်လာပြီးတော့အပေါ်ကအုံနေရနေဖဲအုံနေရနေဖဲပြီးတော့တန်တန်နေနဲ့ထိုးအောက်ကနေကလန့်ထိုးပြီးတော့ကျွန်တော်ဆောက်ကိုမနေဆွဲတော့အချိန်အပြည့်တော်တော်လေးကြာနေခံမှန်းကြည့်ရတော့ဆောင်းလမ်းနေနေနဲ့20လောက်ကြာနေတယ်နော်ဆက်ထုတ်နေချင်းဘုန်းတော်ကျွန်တော်အသက်ကျွန်တော်ပြီးမိပြီးတော့အခုခြေထောက်ကလမ်းလျှောက်လို့မရဘူးဒါပေမဲ့ကျိုးရပါညာတော့မဖြစ်ဘူးခြေထောက်တွေတစ်ခုလုံးရောင်းကိုင်းပြီးတော့ကျွန်တော်လိမ်ပြီးတော့ကြာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ပေါင်ကျော်နာပြီးတော့ခြေထောက်တွေအကျော်လွယ်ပြီးတော့ဒီအသားတွေလည်းလန်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်လမ်းလျှောက်လို့မရတော့ဘူးမနေ့ကထိတော့ကျွန်တော်စီတူစီတောက်လို့ပြီးလမ်းလျှောက်ပြီးသူတို့ဟိုလိုက်ရှာပြီးဒီနေ့ကတော့ကျွန်တော်ဘလို့မှလုပ်လို့မရဘူးအဲ့ရရမှာကျွန်တော်နေဟုတ်ကဲ့ကိုဟုတ်ဟိုပြိုကျသွားတဲ့ရွှေဖုံးချိန်ပလီရဲ့အခြေအနေကဘယ်လိုရှိလဲကိုရွှေဖုံးချိန်ပလီကကျွန်တော်တို့ပလီဝင်ထဲမှာကအဲ့ကျွန်တော်တို့မိသားစုနေတဲ့အိမ်ရဲ့ဒီပလီနမတ်ဆမ်းရဲ့အချိန်မှာကိုလက်တန်းစီနဲ့နေရရဲ့ပြီးတော့ပလီနမတ်ဆမ်းတဲ့အခန်းရဲ့နောက်ထပ်စိုက်ကလေးပိုင်းထားတဲ့အခန်းရဲ့တိုက်လေးလုံးရှိတာအဲ့လေးလုံးကလုံးဝအရင်နေဖြစ်ကြရဆောက်ထားတဲ့ဟာဆိုတော်တော်လေးအခြေအနေဆိုတယ်ဟိုပြင်ဖို့ကလည်းဒီနိုင်ငံတော်ကကွန်ပျူတာလို့ကြားတယ်ပေါ့နော်ဟုတ်မဟုတ်တော့ကျွန်တော်မသိဘူးအဲ့မှာကာကနာပြင်လို့မရဘူးပါမှာအဲ့ချိန်မှာဒီလိုမျိုးငလျင်တန်းလုပ်တဲ့အချိန်မှာအကုန်လုံးကြေမွားပျက်စီးတော့တယ်ကျွန်တော်အိမ်ဆိုရင်လုံးဝစက္ကန့်ပိုင်းကျွန်တော်ခေါင်းကိုကြည့်လိုက်တဲ့အချိန်မှာဘာလို့ပါမှမရှိတော့ကျွန်တော်မိသားစုလည်းအဲ့ဒီမြေကြီးအောက်ထဲရောက်သွားတယ်ပြီးတော့အဲ့ကိုလက်တန်းစင်တဲ့နေရာကလည်းသူအကြီးကြီးဆောက်တာအဲ့ဟာလည်းလုံးဝပွားစီခံနေတာဟုတ်ကဲ့ကိုအခုအနေနဲ့အခုချိန်နေပြီပေါ့ဘာမှမလုပ်ပေးစီခြင်းလဲကိုအဲ့ညာလုပ်ပေးစီခြင်းလဲဆိုတော့တွားရလူကလည်းတွားလိုက်တယ်ဟ
ဒါလည်းလူရလည်းတွားလိုက်ပြီဆိုတော့ဟိုတက်ကဟိုလိုပြောမယ်ညစီတမိတ်တမှာကွန်ပျူတာက9ရောက်မိသားစုရဲ့9ရောက်ဆုံးရှုံးသွားတယ်ဟိုနာမကျန်းလို့ဖြစ်တာဆိုရင်တမျိုးပေါ့နော်တယောက်ပြီးမှတယောက်သွားတယ်ဆိုရင်တမျိုးပေါ့အခုဟာ9ရောက်လုံးတစ်ပြိုင်နက်တည်းတစ်ချိန်နဲ့ပါပဲဒီလောကကြီးမှာမရှိတော့ဘူးဆိုတော့ပြုံလည်းမယုံဘူးပြီးတော့လက်ခံလို့လည်းမရဘူးသူတို့နောက်ဆုံးခရီးကိုတော့ဟိုချောမွေးနဲ့လုပ်ပြီးနေတယ်ပေါ့နော်အခုချိန်นี้သူတို့အလောင်းတော့ထုတ်လို့မရတဲ့အတွက်နည်းနည်းတော့စိတ်ထဲမှာအောင်တက်တက်ဖြစ်တယ်ပေါ့အခုညီကဲတယ်မဲ့လူလည်းမရှိဘူးကိန်းလည်းငါလို့မရဘူးဘလို့မှလည်းဖယ်လို့မရဘူးအုတ်ကျိုးရအကြီးဖြစ်တဲ့အတွက်ကြောင့်ဒီကကိန်းရရဲဆိုရင်တော့တော့ထုံနိုင်ပါတကယ်လို့ဖြစ်ချင်းတာကဲနိုင်နေသူတို့လည်းအတိုင်းနေရလို့မထင်ပါဘူးအခုကဒီ24နာရီကြော်လာတော့မကေစီရောက်မလားဆိုတော့ဘယ်လိုမှမျှော်လင့်လို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့တညလုံးရှာပြီးပါတယ်တညလုံးကိုတန်းနိုင်တယ်တော့ညလုံးရှာပြီးကြတယ်ဘယ်လိုမှမရအောင် ကျန်ရတဲ့မိသားစုဝင်တယောက်ရဲ့ခံစားချက်လေးတစ်ချက်ပြောပြပေးပါအောင်ကိုနော်ဟိုကျွန်တော်ကမနက်ပိုင်းဆိုရင်ဥပုသ္စာထားစားတယ်မနက်3နာရီဆိုမနက်3နာရီမှဟိုပြောရှင်နဲ့ဥပုသ္စာထားစားကြတယ်မနက်စောကြီးဖျားဝေးပြီးအိယာဝင်ကြတယ်အိယာဝင်ကြပြီးညလုံးနှလုံးဖွင့်လိုက်တဲ့ချိန်ကျွန်တော်မိသားစုမရှိတော့ဘူးဆိုတော့အိမ်မက်ပဲထင်ပါတယ်ဒါအိမ်မက်ဖြစ်ရင်ကောင်းမှာမလို့ဟုတ်ကဲ့ကိုတခြားဘာများပြောချင်သေးလဲပေါ့ဘာများပြောချင်သေးလဲဆိုတော့ကဲတဲ့အမြင်တော့ရောက်လာရင်ကောင်းတာပေါ့အဲဆိုရင်တို့လည်းထုတ်ပြီးလို့ရတယ်ကောင်းမွန်လေးလွတ်လိုက်ချင်တယ်အဲ့လိုကျွန်တော်ဘာမှတောင်းလို့ရမရှိကျွန်တော်စားရမရှိလဲရတယ်ဒီရမရှိလဲရတယ်အဲ့ဒါကြီးအကုန်လုံးပြန်လုပ်လို့ရတယ်ဒီကသူတို့နောက်ဆုံးကြီးကောင်းမွန်လေးဖြစ်သွားရင်ကြည့်နေ